second ရှိရဲ့ကောင်ကပြောတယ်သူတို့မှာစကေးမလို့တဲ့စကေးရှိရဲ့ကောင်ကြီးကပြန်ပြောတယ်သူတို့မှာစကေးမလို့တဲ့ကျွန်တော်တို့လိုဘာမှမရှိရဲ့ကောင်ကြီးကြတော့ဗျာစကေးမရှိဗျာရမ်းမှာမဆဲခံရဘူးချိန်ကြီးကွင်းမှာအချိန်လေးပေးပြီးတော့ training ဆင်းပြီးနေရတယ်စကင်မရှိပြန်တော့လေ free လာမယ့် event လေးတွေကိုဗျာထိုင်ဆောင်နေရတယ်ဗျာFunny.